အားလုံးပဲမင်္ဂလာပါ BOA United Sports and MMA ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ MMA လောကကိုအံ့အားသင့်သွားစေခဲ့တဲ့သတင်းတစ်ခုနဲ့အတူ BJJ လောကရဲ့ဂန်ဒဝင်ကြီးဘူချက်ချာရဲ့ UFC အိမ်မက်ဆိုးကြီးအကြောင်းကိုကျွန်တော်တို့တင်ဆက်ပေးကြပါမယ် One Championship ရဲ့ Heavyweight တန်းမှာဘယ်သူကမှမကြောက်ဘဲဘရင်တစ်ပါးလိုစိုးမိုးခဲ့တဲ့ပြိုင်ဘက်တွေကိုမိနစ်ပိုင်းတွေအတွင်းမှာတည်းအပိုင်းပိုင်းအပြတ်ပြတ်ချုံနှောင်ပြခဲ့တဲ့ BJJ ပါမုခါကြီးဘူချက်ချာဟာအခုတော့ကမ္ဘာအကြီးဆုံး UFC စင်မင်းထမှာသူ့ရဲ့ဂုဏ်သတင်းတွေအယောင်ဝှင်းယုံနေမကပဲအဆက်တကွဲရှုံးနေမှုတွေနဲ့စက်တိုက်ရင်ဆိုင်ရပြီဖြစ်ပါတယ်ဒီနေ့မနေ့မှာပဲကျင်းပခဲ့တဲ့ UFC Fight Night ပြိုင်ပွဲမှာဘူချက်ချာဟာသူ့ရဲ့ UFC ကစားသမားဘဝတတိယမြောက်ပွဲစဉ်အဖြစ် Ryan Spann နဲ့ရင်ဆိုင်ခဲ့တာပါပွဲဆာဆာချင်းရဲ့ပထမအချီမှာကလည်းဘူချက်ချာဟာထုံးစံအတိုင်းသူ့ရဲ့အားသားချက်ဖြစ်တဲ့ ground game ကိုပဲအထုံးချဖို့ကြိုးစားခဲ့ပါတယ်ပြိုင်ဘက်ကိုအောက်ဆွဲချဖို့ချုပ်ကွက်တစ်ခုခုနဲ့အဆုံးသတ်ဖို့တောက်လျှောက်ဖိအားပေးခဲ့ပြီးမြဲ Ryan Spann ကတော့ဘူချက်ချာရဲ့အကွက်တွေကိုကြိုတင်ဖတ်ထားသလိုပဲအကောင်းဆုံးတုံ့ပြန်သွားခဲ့ပါတယ်ဒူးရဲ့ချီမှာတော့အားလုံးအံ့အားသင့်သွားရတဲ့မြင်ကွင်းကိုမြင်လိုက်ရပါတယ်ဘူချက်ချာဟာသူဖြစ်ချင်တဲ့ ground game ကိုမကစားရပဲ Ryan Spann ရဲ့ striking အောက်မှာတောက်လျှောက်ရုန်းကန်ခဲ့ရပါတယ်ယူဂီရဲ့ဆိုသလိုပဲ Ryan Spann စီကနေပြစ်လွတ်လိုက်တဲ့ပြင်းထန်လွန်းတဲ့လက်သီးချက်တစ်ချက်ထဲနဲ့တင် BJJ ပါမုခါကြီးဟာဟန်ချက်ပြက်တီလွင့်စင်လဲချသွားခဲ့ရတယ်လို့ဒိုင်လူကြီးကလည်းပွဲကိုချက်ချင်းရပ်နားလိုက်ရပါတော့တယ်ဒီပွဲကိုကြည့်ချင်းအားဖြင့်ကျွန်တော်တို့တစ်ခုကိုထင်ထင်ရှားရှားကြီးတတိထားမိလိုက်ပါတယ်အဲ့ဒါကတော့ One Championship နဲ့ UFC ချားကအစင်အတန်းကွာဟာချက်ကြီးမားလောနေတာပါတယ် One မှာတော့ကတော့ဘူချက်ချာဟာမရှုံးနိုင်သူအဖြစ်နာမည်ကြီးခဲ့ပြီးဖြိုင်ဘတ်တွေကိုအလွယ်တကူကြော်ဖြတ်နိုင်ခဲ့ပေမဲ့ကမ္ဘာအဆင့်အမြင့်ဆုံး fighter တွေရှုဝေးရ UFC ရောက်တဲ့အခါမှာတော့သူ့ရဲ့ view ဟာတွေဟာလုံးဝအလုံးမဖြစ်တော့တာကိုတွေ့ရပါတယ်။ဒါဟာ One Championship က fighter တွေညံ့လို့မဟုတ်ပဲ UFC ရဲ့အဆင့်အတန်းကတကမ္ဘာလုံးမှာအမြင့်ဆုံးဖြစ်နေပြီး fighter တယောက်ချင်းစီရဲ့ခံစစ်တိုက်စစ်နဲ့ striking ဖိုင်းတွေဟာဘူချက်ချာအတွက်တော့ကြော်ဖြတ်ရတဲ့တရိုင်းကြီးတွေဖြစ်နေလို့ပါ။ UFC မှာရှိတဲ့ fighter တွေဟာနီးပညာပိုင်းနဲ့မကပဲကြံခိုင်မှုနဲ့တုံ့ပြန်နိုင်ဆွဲမှာပါတိတိတာတာတာလွန်နေတာကိုဒီနေ့ပွဲကတက်တည်ပြနေပါတယ်။ဘူချက်ချာအနေနဲ့ UFC မှာ3ပွဲကစားခဲ့ပေမဲ့တပွဲမှာနိုင်ပွဲမရသေးသလိုအလားလေရှိတဲ့စွမ်းဆောင်ရည်မျိုးတောင်ချမပြနိုင်သေးတာဟာတကယ်ကိုစိတ်ပြက်စရာပါ။ဒါဟာ One မှာဘရင်ခေရယုံနဲ့ UFC မှာနေရာရဖို့မလွယ်ဘူးဆိုတာကိုတက်တည်ပြလိုက်တာဖြစ်တယ်လို့ဒီ promotion နှစ်ခုကြားက skill level ကွာဟချက်ဟာမြေပြင်နဲ့ကောင်းကင်လိုကွာခြားနေတယ်ဆိုတာကိုပါမိမောင်းထိုးလိုက်တာခဲ့ပါတယ်။လက်ရှိပုံစံအတိုင်းဆိုရင်တော့ဘူချက်ချာရဲ့ UFC အနာဂတ်ဟာတကယ်ကိုစိုးရိမ်စရာအခြေအနေမှာရှိနေပါတယ်။စာချုပ်တန်းကုံဆုံးသွားခဲ့ရဲ့ UFC ကသူ့ကိုဆက်လက်ထိန်းသိမ်းထားပါဦးမလား။ဒါမှမဟုတ်အရှုံးတွေနဲ့ပဲလမ်းခွဲရတော့မလားဆိုတာကတော့စောင့်ကြည့်ရအောင်ပါ။ပရိသတ်ကြီးကတော့ဘူချက်ချာရဲ့ဒီနေ့ရှုံးနိမ့်မှုအပေါ်ဘယ်လိုမြင်ကြပါလဲဗျ။အစင်အတန်းကွာဟချက်ကြောင့်ပဲလား။ဒါမှမဟုတ်ဘူချက်ချာရဲ့ကစားကွက်တွေဟာရိုးအီသွားပါလား။ comment မှာဝေရောက်ဆွေးနွေးပြသွားကြပါဦးခင်ဗျာ။အခုလိုစိတ်ဝင်စားစရာကောင်းတဲ့ MMA သတင်းတွေကိုအမြဲကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ BOA United Sports and MMA Channel ကို like နဲ့ subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့အောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်